လက်နက်မဲ့ပြည်သူတွေကိုအစွမ်းပြခဲ့ကြတဲ့စစ်ကောင်စီရဲ့တပ်မ89ခွန်ကတော့หนีကုန်းချုပ်သွားပြီစစ်တပ်အာဏာသိမ်းကြတဲ့ကလက်နက်မဲ့ပြည်သူတွေကိုလက်နက်ကြီးတကားကားနဲ့အစွမ်းပြခဲ့ကြတဲ့စစ်ကောင်စီရဲ့တပ်မ89ကတော့နေဝင်သွားပါပြီหนีကုန်းချုပ်သွားပါပြီ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကခုလက်ရှိမှာဖမ်းဆီးခံရတဲ့အဲ့ဒီအချိန်တုန်းကဒုတိယဗိုလ်ချုပ်ကြီးမုံမြင့်ထွန်းဦးဆောင်တဲ့တပ်မ89နဲ့နေပြီးတော့ချမ်းဖက်နှင်းနှင်းနှစ်ဖွဲ့ကိုအုံပြုပြီးစစ်ကောင်းဆောင်မင်းအောင်လှိုင်ကအာဏာသိမ်းခဲ့တာပါတပ်မ89ကသမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စန်းစုကြည်တို့ကိုဝင်ရောက်ဖမ်းဆီးရမှာကိုတီးလက်ရောက်လှုပ်ဆောင်ကျူးလွန်ခဲ့ကြတဲ့သူတွေလည်းဖြစ်ပါတယ်အဲ့ဒါတွေမကသေးပါဘူးဆီယနာရှင်စန့်ကျင်ရေးဆန္ဒပြပွဲကိုလည်းတပ်မ89တပ်တွေကအင်အားသုံးအကြမ်းဖက်ဖြိုခွင်းခဲ့တာပါတပ်မ89ကစစ်ကောင်စီတပ်တွေတဲ့အယုံမာဆုံးတပ်ဖွဲ့တစ်ခုဖြစ်နာမည်ဇိုးနဲ့ကြော်ကြားပြီးတော့လွန်ခဲ့တဲ့၄နှစ်ပဲခူးမှာအေဂျင့်စွာဆန္ဒပြနေတဲ့ပြည်သူတွေကို RPG 17နဲ့လက်ပစ်ဘုံတွေနဲ့အကြမ်းဖက်နှိမ်နင်းခဲ့သလိုအဲ့ဒီတည်းထဲမှာပဲလက်နက်မဲ့ပြည်သူအယောက်100ကျော်ကိုပြုမှုကျူးလွန်ခဲ့တဲ့တပ်လည်းဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့နိုင်ငံတော်ဝန်ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ရမှာပဲခူးမြို့တစ်ခုလုံးမှာလည်းစစ်အာဏာရှင်စန့်ကျင်ရေးဆန္ဒပြပွဲတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒီလိုငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကိုမနေ့အာယုံမတက်မီချိန်မှာတပ်မ89ကဥဆောင်ပြီးတော့အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့လို့လူငယ်နဲ့ပြည်သူ80ကျော်ထက်မနည်းသေဆုံးခဲ့ရတာပါပဲခူးဒေသခံတွေရဲ့ပြောဆိုချက်အရလွန်ခဲ့တဲ့၄နှစ်2021ခုနှစ်ဧပြီလ9ရက်နေ့ကပဲခူးမြို့ရွှေမေတော်ဖျားပတ်ဝန်းကျင်ရပ်ကွက်တွေလိပ်ပြကန်အနီးမှာရှိတဲ့စံတော်ကွင်းမကရစ်အင်ဝင်းပုံနာစုမော်ဂန်လိပ်ပြကန်စတဲ့ရပ်ကွက်တွေမှာရှိတဲ့တပိတ်စကန်တွေကိုတပ်မ89ဦးဆောင်တဲ့တပ်တွေက RPG လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့လက်ပစ်ဘုံတွေအုံပြုပြီးတော့စစ်ပွဲတစ်ပွဲတိုက်တယ်လို့မျိုးဆန္ဒပြလူငယ်တွေကိုအကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့တာပါအဲ့ဒီလိုတပ်မ89ရဲ့လက်နက်မဲ့ပြည်သူတွေကိုအကြမ်းဖက်နှိမ်နင်းမှုကြောင့်တပိတ်စကန်တွေကိုကင်းဆောင်နေကြတဲ့လူငယ်တွေရဲ့အလောင်းတွေစုပုံသွားခဲ့ပြီးပဲခူးတစ်မြို့လုံးကတော့ကပွားပြက်တဲ့အလားဖြစ်သွားခဲ့တယ်လို့လည်းဒေသခံတွေကပြောဆိုထားပါတယ်အဲ့ဒီနောက်ပိုင်းတပ်မ89ဦးဆောင်တဲ့တပ်တွေကတပိတ်စကန်တွေပဲမဟုတ်ပဲဆန္ဒပြတပိတ်တွေကိုကုညီထောက်ပံ့ပေးလို့နာမည်ထွက်နေတဲ့ပြည်သူတွေ NLD ပါတီဝင်တွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့နေအိမ်တွေကိုဝင်ရောက်စီးနင်းပြီးတော့ချိန်နဲ့ဖမ်းဆီးတာတွေကိုဇက်တိုက်ကျူးလွန်ခဲ့တယ်လို့လည်းမြို့ကန်တွေကပြောဆိုထားတာပါတနက်ကြီးတွေကင်ကလမ်းပေါ်မှာမိုက်တဲ့ကောင်ထွက်ခဲ့ဆိုပြီးလက်နက်မဲ့ပြည်သူတွေကိုအကြမ်းဖက်ခဲ့တဲ့စစ်ကောင်စီရဲ့တပ်မ89ကြီးကတော့အခုအချိန်မှာတော့နေဝင်သွားပါပြီတနည်းအားဖြင့်ပြောရရင်တော့ဇက်သိမ်းသွားပါပြီတပ်မ89ကဥဆောင်ကျူးလွန်ခဲ့တဲ့ပဲခူးမြို့အစုလိုက်ပြုံလန်းတပ်ဖက်မှုအစုလိုက်ပြုံလန်းတပ်ဖြတ်ခံရမှု၄နှစ်ပြည့်နှစ်ပတ်လည်နေ့မှာပဲစစ်ကောင်စီရဲ့ DSC အပတ်စဉ်42ဆင်းအကြမ်းဖက်တပ်မ89ရဲ့တပ်မဘုံမှုချုပ်အောင်တပ်ဦးဦးဆောင်တဲ့တပ်ဖွဲ့ဝင်တွေကိုတော့အရင်ကဆန္ဒပြလူငယ်တွေအခုပြည်သူ့ကာကွယ်ရေးတပ်ရဲ့ရဲဘော်တွေကလက်ရအရှင်ဖမ်းမိလိုက်တာလည်းဖြစ်ပါတယ်အခုဧပြီလ9ရက်နေ့ကအင်းတော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးခန္ဓာစကန်ဖြစ်တဲ့ဂျပန်လိုင်းကူစစ်တပ်စကန်ကြီးစွန့်ခွာလာတဲ့တပ်မ89တပ်မမှုဘုံမှုချုပ်အောင်တပ်ဦးနဲ့တူစစ်ကောင်စီတပ်ဖွဲ့ဝင်160ကျော်ကို PDF တွေကဧပြီလ10ရက်နေ့ညပိုင်းကလက်ရအရှင်ဖမ်းမိလိုက်တာလည်းဖြစ်ပါတယ်။တစ်ချိန်ကပဲခူးနဲ့ရန်ကုန်မှာရှိတဲ့လမ်းပေါ်မှာတေရဲတဲ့ကောင်ထွက်ခဲ့လို့ကြွေးကြော်ရင်လက်နက်မဲ့ဆန္ဒပြလူငယ်တွေနဲ့ပြည်သူတွေကိုရန်ကားတပ်ဖြတ်ခဲ့တဲ့တပ်မ89ကြီးရဲ့ဦးဆောင်သူဘုံမှုချုပ်အောင်တပ်ဦးနဲ့တပ်ဖွဲ့ဝင်တွေကတော့အခု၄နှစ်အကြာမှာပဲ၎င်းတို့ကိုယ်တိုင်ချင်းချောက်ပစ်ခတ်ခဲ့တဲ့တော်လှန်ရေးလူငယ်တွေရဲ့လက်တွင်းကိုကြောက်ရောက်ခဲ့ရပြီလည်းဖြစ်ပါတယ်1966ခုနှစ်ဇွန်လ6ရက်နေ့ကစတင်ဖွဲ့စည်းခဲ့တဲ့အမှတ်89ချင်းမြတ်တပ်မြဌာနချုပ်ရဲ့တပ်တန်း59နှစ်ကြာမြင့်ချိန်တပ်မ89ရဲ့တပ်မမူနဲ့စစ်သားအရာနဲ့ချီတဲ့ဟာတပ်တန်း၄နှစ်သာရှိသေးတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့လက်ထက်မှာစစ်သုံးမှန်းဖြစ်ကြောက်သွားတာကတော့တမိုင်းမှာတော့နွေဦးတော်လှန်ရေးရဲ့အောင်မြင်မှုတစ်ခုပဲလို့နွေဦးတော်လှန်ရေးရဲဘော်တွေကသုံးသပ်ပြောဆိုထားပါတယ်စစ်ကောင်စီရဲ့တပ်မ89တပ်မမှုကိုကတာမြို့နယ်လမ်းမိုက်တနေရာမှာပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ညပိုင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။စစ်ရေးလျော်သူကတော့အခုနယူးဒေါ်လာရေးမှာတပ်မ89 88 99 3ခုလုံးရဲ့တပ်မမှုတွေကိုချိန်မုံနိုင်ခဲ့ပြီးအဲ့ဒီမှာ2ဦးကသေတယ်တအူးကိုဖမ်းမိတယ်69တမမှုကတော့139ခွန်ပထမလိုင်းလုံးကမုံကိုမှာသေတယ်တမ88တမမှုကတော့ဗမော်စိန်ုံဘက်မှာသေတယ်အခုတမ89တမမှုကိုတော့အင်းတော်တိုက်ပွဲမှာလက်ရဖမ်းဆီးနိုင်ခဲ့တယ်အခု89ကကောင်းတွေကိုမိတာက PDF တွေဖြစ်တဲ့အတွက်ပို့ပြီးတော့ဂုံယူမိတယ်အင်းတော်စစ်စင်ရေးမှာ KIA APSD ရဲ့ကုတ်ကဲမှုပါပေမဲ့အမတ်1စစ်ဒေသအောက်ကသွားတာဖြစ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG MOD ရဲ့စစ်ရေးအောင်ပွဲကြီးလို့ပြောလို့ရတယ်အင်းတော်ကပုံမှန်ဆိုရင်တာမန်မျိုးတစ်ခုသာဖြစ်ပေမဲ့စစ်ရေးချရာကြပြီးတော့ရှေ့တန်းတမဌာနချုပ်အခြေစိုက်ဖြစ်လို့အခုလိုရှေ့တန်းတမချုပ်တစ်ခုလုံးကိုချိန်မုံပြီးတမမှုကိုလက်ရဖမ်းမိနိုင်တာဟာ NUG
MOD အမှတ်တစ်စစ်ဒေသရဲ့စေရေးတာမကစစ်တပိုင်းအရာအရပါအရေးပါတဲ့အောင်မြင်မှုကြီးလို့သတ်မှတ်နိုင်တယ်လို့လည်းစေရေးလေးတာသူကသုံးသပ်ပြောဆိုထားပါတယ်ပြည်သူကိုရန်သူလိုပြုမှုဆက်ဆံခဲ့တဲ့စစ်ကောင်စီတပ်ရဲ့တပ်မ89ကတော့ဘဝမကူပဲဝစ်ပြန်လဲသွားပါပြီစသိန်းညီကုန်းချုပ်သွားပါပြီတပ်မ89လိုပဲစစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ချမ်းဘတ်စစ်တပ်လည်းအခုနိုင်ငံတော်ကစစ်အာဏာရှင်မြစ်ပြတ်ချင်းမွေးတပ်ပွဲတွေကြောင့်အနေနဲ့မြန်နေဝင်ညီကုန်းချုပ်တော့မယ်လို့လည်းစေရေးလေးတာသူတွေကတော့သုံးသပ်ပြောဆိုထားပါတယ်ပြည်သူကကြွေးတဲ့ထမင်းကိုစားပြီးတော့ပြည်သူ့ပေါ်လက်နက်အာကုနဲ့နှစ်ပေါင်းများစွာအပေါ်ကနေကုတ်သွေးဆုပ်နေတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကတော့မုတ်ချမသွေအဆုံးသက်ညီကုန်းချုပ်ခြင်းရောက်လာတော့မယ်လို့လည်းစေရေးလေးတာသူတွေကတော့မှတ်ချက်ပေးထားပါတယ်စေရေးလေးတာသူကတော့တပ်မ89ဆိုတာစစ်ကောင်စီရဲ့ပထမဆုံးသောတပ်မဖြစ်တယ်လို့အောင်မြင်မှုမှတ်တမ်းတွေအများကြီးရှိခဲ့တဲ့တပ်လည်းဖြစ်တယ်89လာပြီဆိုလို့ရှိရင်တစ်ဖက်လက်နက်ကင်တွေပါခြောက်ချခဲ့ရတဲ့အတိတ်သမိုင်းတွေအများကြီးရှိခဲ့တယ်ဘကဘကိုလည်းအမြင့်ပြတ်တိုက်ခိုက်နိုင်ခဲ့တဲ့နောက်ကန်သမိုင်းမှတ်နိုင်ရေးရှိတာလည်းညင်းမရဘူးတပ်မ89ဆိုတာစစ်ကောင်စီရဲ့အားကောင်းတဲ့တပ်မတစ်ခုပဲအခုတပ်မ89လို့တပ်မတစ်ခုလုံးချိန်မုန်းခံရတဲ့အနေအထားဖြစ်တာကြောင့်စစ်ကောင်စီရဲ့အနာဂတ်ကိုခံမှန်းရတာပိုလွယ်သွားတယ်ကျမ်းမာတယ်ဆိုတဲ့တပ်မ89တောင်ကြပြီဆိုရင်ကျန်တဲ့တပ်တွေလည်းအကုန်လှန့်ကုန်ကြပြီအဲဒါကြောင့်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ရဲ့နေဝင်ချင်းနီးလာပြီလို့ပြောလို့ရတယ်လို့လည်းစေးရတဲ့သူကတော့သုံးသက်ပြောဆိုထားပါတယ်